ဒီ mindset တွေပြန်ပြောရမယ်ဆိုရင်တော့ဆိုလို့ရှိရင်လေကိုကသူများကိုအပြစ်ပုံမြင်တယ်အပြစ်ပုံမြင်တယ်ဆိုတာငါတခုခုလောက်မှလို့ရှိရင်ငါအပြစ်ပြောကြမှာလားဘာဖြစ်လားညာဖြစ်လားပြီးတော့သူများကိုလည်းပိုအပြစ်တင်တယ်စိတ်ပုံများရလားအဲ့ခေါ်တော့နေလာရဲ့နဲ့အခုနောက်ပိုင်းဆိုတော့ဘာသိလာလဲဆိုတော့အဲ့လိုမျိုးဟိုဖြစ်နေတာကကိုစိတ်မလုံခြုံပေါ့နော်ကိုဒီ insecure ဖြစ်တယ်လို့ခံစားရတယ်ဥပမာတချို့ဆိုရှိရမလားဒီsocial media ပေါ်မှာစာတွေရေးကြတယ်လေသူတို့လည်းသူတို့ feeling နဲ့ပေါ့နော်သူတို့မမားပါဘူးအဲ့လိုတွေရေးကြတော့ဟာငါလိုလူဘာမှတ်နေလို့လဲဘာဖြစ်လားညာဖြစ်လားပေါ့နော်ဒီလိုမျိုးတွေမြင်ရတော့အရင်တော့ငါကြီးလားမသိဘူးပေါ့ဒီလိုမျိုးကိုပြန်မြင်ရအမြင်ရတော့ဒါကနောက်ပိုင်းဆိုတော့ပြန်တိလာရလဲဆိုတော့ကိုပြန်ပြီးတော့အဝဲပြန်လောက်လိုက်တဲ့အချိန်မှာတိလာတာတခုကဒါကိုဒါဒီ insecure အရန်ဖြစ်နေလို့ကိုကာကွယ်ဖို့အတွက်ပေါ့နော်သူကကိုကာကွယ်ဖို့အတွက်စူးတွေကာရန်ထားသလိုအဲ့လိုမျိုးလဲဖြစ်တယ်ပြီးတော့သူများတွေငါ့ကိုလာမထိရဲအောင်လို့ငါဒီလိုမျိုးအဲ့လိုမျိုးလုပ်တယ်လို့ကိုအခုနောက်ပိုင်းဆိုပိုထင်လာဒါကြောင့်မလို့အခုနောက်ပိုင်းကဘယ်သူတွေကကိုဘယ်လိုပြောကြည့်ရှင်ကြည့်မကြည့်ချင်နေပြောချင်ပြောမပြောချင်နေအဲ့လိုမျိုးတွေကိုဂယုမဆိုင်တော့ဘဲနဲ့လေကိုလုံးဆရာရှိတာပဲကိုလုံးမရမှာခုခေတ်ကြီးမှာဆိုတော့ခေတ်တစ်ပေါ့နော်ဒီခုခေတ်တစ်မှာဆိုတော့အဲ့ဒါကြီးကိုဂယုဆိုင်နေရတဲ့ပဲကိုသွားချင်တဲ့ဟာကိုမရောက်တော့ဘူးဒါမှမဟုတ်လေလမ်းခုလက်မှာရက်နေတာမျိုးဒါမှမဟုတ်လို့ရှိရင်လေမကြတဲ့မနဲ့ကြာနေတာမျိုးတို့မျိုးတွေဖြစ်လာကြတယ်တကယ်တော့လူတွေပေါ့နော်တော်တော်များများတာကိုယ့်ရဲ့အကျိုးအတွက်ပေါ့နော်ပြီးတော့လည်းအများအကျိုးအတွက်တခုခုအမြဲတမ်းလုပ်နေဖို့လိုတယ်လို့ထင်တာပဲလို့မဟုတ်လို့ရှိရင်အဲ့ဒီဟာတွေကိုအဲ့ဒီစိတ်တွေပျောက်သွားပြီးတော့ကိုကဘာလဲဆိုတဲ့ဟာလဲပျောက်သွားပြီးတော့ဘာမှဆက်မဖြစ်လာတော့ဘူးလို့ထင်တယ်အဲ့တော့ဒါစီဘလို့ထင်လဲဟုတ်တယ်သူများကိုလိုက်ပြီး response ပြန်နေလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့လမ်းကတွေ့ဖဲသွားမှာကိုစသွားခြင်းနဲ့ကိုကတမျိုးတိုင်းပဲလမ်းခုလက်မှာကိုတိုက်ခိုက်တဲ့လူရှိမယ်ဒါပေမဲ့အဲ့ဒါကိုကလိုက်ပြီးတော့မှ set ပြီးတော့မှ like fight မယ်ဆိုလို့ရှိရင်တော့လမ်းကအဲ့ကတည်းကကွဲသွားတယ် yeah so အဲ့အကြောင်းမလို့ပြန်ပြီးတော့လည်းမတုံ့ပြန်ပေါ့နော် तू က तू ကိုကကိုပဲအဲ့လိုမျိုးစိတ်ဖြစ်သွားတယ်ဖြစ်ဖြစ်နဲ့ mindset ကအဲ့လိုလေးဖြစ်လာတယ်ဟုတ် so အကြောင်းမလို့ဒီနောက်ပိုင်းဆိုရင် blame လဲတိတ်ပြီးမ blame တော့လိုက်ပြီးတော့လေသူများအဲ့လိုမျိုးပြီးကြရင်ကိုနဲ့ပဲဆိုင်သူများနဲ့မဆိုင်ကိုကိစ္စကိုပဲအဲ့လိုမျိုးဖြစ်သွားဟုတ်အဲ့လိုပြောင်းလဲသွားဆိုတော့အခုလေအဲ့လိုမျိုးလူတယောက်ဖြစ်သွားဖို့အတွက်ပေါ့နော်အဲ့လိုမျိုးကိုကကိုပဲအခုနစီပြောလို့မျိုးပဲကိုပဲကိုကိစ္စပဲဒီမှာကိစ္စပဲအဲ့လိုတွေ mindset တွေထားဖို့လို့ဆိုတာလေသူကချက်ချင်းဖြစ်လာတာမဟုတ်skill တွေလိုပဲskill ကလည်းလူတိုင်းနီးပါပေါ့နော်100% လောက်မဖြစ်နိုင်ဘူးအရန်စူးစမ်းရင်တော့ရန်စူးစမ်းပြီးတော့လူတွေကစူးစမ်းပြီးကိုအဝဲလောက်လာတဲ့အဝဲလောက်တတ်တဲ့လူပေါ့နော်ကိုအမြဲတမ်းအဝဲလောက်နေတဲ့လူဆိုရင်တော့ဖြစ်တယ်100% မှာ maybe ဟိုဟာလောက်တော့ဖြစ်သွားမယ်90%လောက်တော့ကောင်းတာတွေဖြစ်တော့မှာပေါ့နော်အဲ့သူများကိုအမြဲတမ်းအပြစ်တင်နေတဲ့လူတယောက်ကကိုမမြင်ဘူးဒါထုံးစံပဲကိုကြီးလည်းအဲ့လိုမျိုးဖြစ်ဖူးပဲအဲ့ဒီမျိုးကိုဘယ်လိုပြောမလဲinsecure စိတ်မဖြစ်အောင်လို့ဆိုလောက်ရမယ့်ဟာရှိရအဲ့ဒါ skill ပဲ skill ကို set အမြဲတမ်းလုပ် skill set အမြဲတမ်းရှိနေရမှာအဲ့အတွက်ဘာလို့လုပ်ရမလဲဆိုကုန်ကျန်းတွေကစောက်များဖတ်ပြီးတော့နယ်ပယ်အစ်စ်ကိုအများတန်းတီထွင်နေရမယ်ဥပမာကိုကဒီကြက်သားဟင်းကြရင်အများတန်းကြက်သားဟင်းစားလို့မရအောင်ဟုတ်တယ်မလားနေရအနေထားတစ်ခုပေါ်မှာမူတည်ပြီးမှအပြောင်းလဲအများတန်းရှိရမှာပဲငါဒါပဲကြိုက်တယ်ငါဒါပဲလုပ်မယ်ဆိုတဲ့ဟာကြီးကဘယ်လိုပြောမလဲကိုပြန်ပြီးမှအဝဲမလုံးမိစေဘူးလို့ထင်တယ်ဒါကြောင့်မလို့skill set တွေရှိဖို့ဆိုစာပေများဖတ်မယ်နယ်ပယ်အစ်စ်တွေထွင်မယ်ပြီးတော့အကောင်းမြင်စိတ်ပေါ့နော်ဒီ positive positive thinking တွေ positive mindset တွေဒီမျိုးဟာတွေထားမယ်ပေါ့နော်စူးစမ်းပြီးမှထားမယ်တီးခံမယ်ဆိုလို့ရှိရင်တော့သိချတယ်ဘဝကြီးကလေသိလားဘယ်လိုပြောမှာနေတာထိုင်တာရှိတော့မှထင်တယ်။နောက်မလို့ရှိရင်ထိုင်ပြီးတော့ဒီမြောက် play နေရတဲ့ပဲဘဝကြီးကကိုယ့်ရဲ့အချိန်ကြီးကိုဒီမြောက်သက်သုံးနေတယ်လို့ပဲအဲ့ဒါကိုယ်တိုင်ကမသိဘူးဒီလိုမျိုးတွေဖြစ်လာ